ဒီတော့လည်းအဲ့ဒီမှမကြွေးဘူးသေးရောလွယ်ကျွန်တော်ပြောချင်တာဖိုးခါရှိတယ်စစ်စချင်ကျွန်တော်ကြောင်းစာချက်တာပထမကဘာစစ်ဖြစ်ပေါ်လာတော့လေးမျက်နှာချက်ခဏလေးရဒုတိယကဘာစစ်ဖြစ်ပေါ်လာတော့ချက်ရခုနှစ်ဒီမရောအောင်နာမည်တွေမရောအောင်မျိုးတွေမရောအောင်ချက်တယ်တင်တန်းလေးရောက်ပေါ်လေကြားပိုက်တိုးတိုးလေးချက်တာဖိလိပ္ပိလေးစပူဟာမေကလာမမင်းရှေ့ချက်ရပြီနောက်တစ်ခုကြောင်းဒါပြန်ပြီးတော့နေ့လေကြားပိုက်ဆိုမှထမင်းကျွေးတယ်ဆိုထမင်းပကံကားပြီးကြားပိုက်သွားဆိုအရှိရောက်မှမေတော့ပြန်လာပကံတက်ကိုင်းပြီးတော့ပြန်ချပြန်တော့ရှေ့ရောက်ဖျားတဲ့ခင်လာတခင်ပြရလာရိုးသွားလို့ပြန်လာဘလွယ်ဘူးအစစ်သားကြီးတပိုက်တပိုက်ဆိုမှသမစ္ဆာရာကျွန်တော်တက်တင်တာအလွတ်ဆိုရတာအဲ့အလွတ်တောင်မှဒီနဲ့အီးနဲ့လွဲရင်မကျွေးတော့စစ်သားကြီးမရဘူးအဲ့ဒီလိုမျိုး training ကျွန်တော်တက်ခဲ့တာအဲ့ဒါမျိုး training အဲ့ကြမ်းပိုက်ဆိုပြီးစားရတဲ့ထမင်းမို့လို့အရန်ကောင်းသလားလို့တော့မထင်လိုက်နဲ့ဟင်းရမှွေလိုက်ဘာဖတ်မှမတတ်ဘူးတခါမှတလေကစုံရွက်ကလေးအပေါ်ရောက်လာရင်မြက်မြက်ခတ်ပြီးတော့အဲ့ဒါနောက်ကျသွားရင်တော့သူတခါနှစ်ချင်းခတ်သွားရင်မလို့ပြန်တတ်ဖို့မလို့လွယ်ဘူးမနာဆို73ခန်းဖတ်ရတယ်ကျန်းစာတရက်ကိုအခန်းကြီး73ခန်းဖတ်တရက်73ခန်းဖတ်3လတင်တန်း3လပြည့်ကျန်းစာကိုကွက်တီးပြီးတနေ့ကနေ့တရက်ပဲနားတယ်ကျန်းစာဖတ်ခဏတနေ့ကနေ့ရောက်ချင်ခမရ73ခန်းဖတ်ကြည့်လေခမရစဉ်းစားကြည့်အရှိရ30ဖြုတ်ပြီးနောက်က3ခန်းအောင်လွယ်လာတခါကလေးချီနေတခါတော့မပြူအရန်ကြောက်လို့ဖာခပါရဲဆိုကမှစလုံးနေရနဲ့ထဣတရီလာလေကုတ်တရီလာလို့လွယ်ဘူးဒါမှကျွန်တော်တို့ကျန်းစာဖတ်ရတယ်ဆိုစိတ်ထဲဖတ်လို့မရဘူးအားလုံးထိုင်အတန်ထွက်ပြီးဖတ်ရတာစိတ်ထဲဖတ်ဆိုမရဘူးလက်မခံဆရာရလိုက်ကြည့်အားလုံး9ယောက်တဝိုင်း9ယောက်တဝိုင်း10ယောက်တဝိုင်းအဲ့လိုဝိုင်းရတယ်အားလုံးပြိုင်သူဖတ်ရတယ်9ယောက်ဆို9တန်ထွက်ရတယ်လိုက်ကြည့်တယ်မစက်ဘူးဒီစိတ်ထဲဖတ်ရင်တော့လာခေါ်တော့အဲ့ဒါဖတ်လဲဖတ်ရတယ်ဒဏ်လဲထက်ရိုက်အလုတ်ထက်ခိုင်းဖိုးခါဒါဆိုအဲ့ဒီနဲ့အရာခွန်အားရတာခွန်အားရတယ်တခါတလေလည်းနားမလို့အရာခပ်ပါလေဆိုကမှကျန်းစာမကြွကျင်ပါဘူးဆိုဗျာဒိတ်ကျန်းလည်းတင်သေးတယ်ဂျိုရီထွက်လိုက်အတက်တီထွက်လိုက်ချောင်းသုံးလုံးပြောလိုက်စစ်စားကြည့်လူ114ယောက်တက်တဲ့တင်တာရေတော့တစ်ခုပဲရှိတယ်အဲ့ဒါ2နာရီတွင်ပြီးချုံရေ2ယောက်ကျောင်းသား114ယောက်ကိုရေတော့တစ်ခုပဲရှိအဲ့ဒါနေပြီးချုံယောက်ျားလေးရောမိန်းကလေးရောအဲ့ဒီမှာလို့တချို့လည်းမြင်ချုံအဆောင်ရောက်တဲ့အခါကျတော့မှခေါင်းတုပ်လိုက်အမြုပ်ထွက်လာတနိုင်မြင်ချူရတော့ရေတော့ကတစ်ခုပဲလေဘယ်လိုလုပ်မလဲမရဘူးချိုးပဲဖို့ကရှိဘတ်တော့ကပြန်မယ်ပြန်တော့အိမ်ကမှလက်မခံတာပဲပြန်မယ်ပြန်စရာအိမ်မှမရှိတာဘယ်လို breakfast မရှိဘာ breakfast မှမရှိနေ့လယ်စာညစာထားပဲ
Menes to me chatted to a community go chappy, Oma cut the house color. Joe just a pine and paisa. To color out that child and I would walk down for Monday. I don't take it, Ale. Lutia. Jauh-jauh indah nalong, mahile indah nalong lelo. Tamadal, toalo, transiusi, miausi, miau majoa, miau joy, ada damn. Adi dan jaida mogu, pasal sawara mogu, capai elusu hai na syuri. Miau majoy. Ada ni, ai indah nalong. Yang jadi menggelin nalung, yang jadi nalung dansia, mana su dansi. Jasa pace su alung jasa pada ni Asia, dansi dia ni manusia. So, aja sobi yang tabu abjad lah. Timah dansi dia naik sabu tiga bu belum kisah. Oh, dia bingal le berjari amal. Now got your water, don't know what you cannot even shoot. Ah, the Mapulu, I'm good to come. Mia, then I must select out there, select code out there to Polayo. Ain't that Emma Dobby select code out there with the chua. I don't say I'm Balu like this, code out the arms of them. Ain't that a move couple like that? Alors, c'est les temps, ma pauvre, il est vivant. C'est les temps où bien on move couple. More than anything, I know that John Lasara, ain't that going to teen door. Come here, Sisaji, Nuria, oh, Siasando, Pretachi, Machaza, Koya. Come here, I didn't come here, Mama Chiga. A Pukashi, didn't pay out in Chimio Dama Mahoda. Nasisaji, a Chitoni go Mama Pukashi. Anything I'm taught the pole, a conquer. Matuane, anything I'm doing, a thing over, Pano like me, Hoa Pide, Da Pide, Piaga, one and China, I think I'm to have. Tuama, Toy Baptide, Yaptide, Pitching up it, Tuama, Twilight, Piano, Sukan, Suba. Damn it, Tina through Alubis of paper. Hallelujah. Hallelujah. Tajamo Pionida. Lulu Lima Moga. Payatkin Aloro Shide Ayasu Abale. Jue Jue look your poker. Piane. Any a carpet, the lip the piano, 1 year acquired. Hallelujah. Tao Dallas in the Chetoni Gomama. Tao Boba. Tajo Lulu Limo. Pada dini termasih ni ko monomari. Payane pada bini atasnya lain. Temu sadanga nak sele. Ai apuka tema shire. Puka shire. Tapi ai apuka cici nan nabi lagi. Amen. Cici nan nabi lagi. Piaga temu ang obat kau cici ni. Kau cici kasa. Jangan cici nama pilih puka kau. Channel aku ngada le eyan. Aku atendo lo de eyan. Yinanji tok ta le eyan. Akan athe ba le se tok ta se yinanji yaw, yinanji yaw.အဲ့တော့ကျွန်တော်ဘုရားเจ้าဝင်လာလိုက်တာလေမီးထွန်းရင်တော့မှမီးထွန်းထားရင်တော့မှအပြင်ကနေကြည့်ရင်အထဲမှာမှောက်နေတယ်ဘာလို့လဲဆိုတော့စေးရအမဲtokတာဘုံကြောင်းခေါ်တယ်သူကyinanjiအမဲရောက်မှောက်နေရောဆိုကျွန်တော်တို့များအကြံပေးတယ်စစ်တော့အသိလင်းထိန်သွားအောင်ကျန်းစာပေးလို့လည်းကောင်းကျွန်တော်သိတာပေါ့သူတို့ပြောမှလားဒါပေမဲ့ပတ်စံမှမရှိဘယ်လိုတော့အိမ်လာကတော့ပေးဖို့မနေဘူး
ဘောစေတုတ်ဆိုတာတုတ်ပတ်စံရှိအလုံးခံတော့ဘရောအလုံးခံဖျားเจ้าမှာပဲကြည်ညာတယ်ဘရောမှပြစ်မှာလုံးခံဖျားသခင်လောက်တာကိုပြောပြဒါနဲ့လူတွေကလည်းခွန်အားရတော့လာနားထောင်တာပေါ့ပြီးပြန်သွားပေါ့ကျွန်တော်လည်းသိမှမကြည့်ညာအလုံးမသိမကြည့်ညာအပြင်မှာတော့လုံးဝမပြောသူစမ်းတာကကျွန်တော်ရက်ွက်တယ်မှာကျန်းစာသိတဲ့ခါမှာလေအသေးတော့တပါကျွန်တော်လူငယ်စုပြီးတော့ရိုက်ဖို့တင်းတော်နော်ဘလေးတင်းတော်ရဲ့အလုပ်ကအဲ့ဒါပဲလားမပြောတတ်ပါဘူးအဲ့ဒီဆရာကိုရိုက်ရတင်းတော်စီစဉ်ဆွေးနေရောမာထားတယ်အဲ့တင်တန်းအဲ့အိမ်မှာချက်စားတယ်ပြန်ရင်လမ်းမှာကျေးဇူးတော်ချီးမွမ်းပလိုက်ဒါနဲ့ကျွန်တော်ပြန်တင်းအဲ့မှာချက်စားတယ်ပြန်ရောခါလိုက်ဆိုကျွန်တော်လည်းစပိန်နေကျွန်တော်မိမအနောက်မှာတင်းနေမြေရတော့နေကြသမီးလေးကိုရှေ့ရချင်းမှတင်းကျစားပတ်တင်နာညာဆိုတဲ့ဓာတ်မီနဲ့မိမအနောက်ကဓာတ်မီထွန်းကျွန်တော်ကနေတခါတလေကျွန်တော်လက်တစ်ဖက်ကိုင်းဓာတ်မီတစ်လက်ထွန်းသူကအနောက်ကထီဆောင်ပေးမိုးရွာရဒီလိုသွားတာပြောလို့ဘုရားသခင်ဒီလောက်ပဲမနာကားလည်းမပြီးရုံလို့တော့ဆိုတော့မလို့ပါဘူးမလို့ပါပြောနေတာပဲတတိတော်မရအဲ့ဒီနေ့ကကျွန်တော်တယောက်တည်းသွားဂျာဇာတင်ပြန်ရောပြန်တော့အရှိမကုံကားကြီးကသွားအဲ့ဒီကုံတင်ကားကြီးသွားတော့အိတ်စောကမီးကိုတအားထွက်အဲ့ဒါနဲ့ကျွန်တော်အဲ့ဒီကားနောက်ကိုလိုက်လို့မရတော့ကျွန်တော်ဘေးကရှုံးပွက်များတဲ့လမ်းကြားတဲ့ဟိုဝင်သွားတယ်ဘာလို့လဲဆိုဒီကားနောက်လိုက်တောက်လျှောက်ကြော်လို့မှမရဘူးသူကကားကိုပြီးတော့လက်ဖြည်းဖြည်းပဲမောင်းနေလေလမ်းကျန်းကျွန်တော်တောက်လျှောက်လိုက်ရမယ်ဆိုတော်တော်မလွယ်ဘူးအဲ့မီးကိုနဲ့ဒါနဲ့ကျွန်တော်ရှုံးတော့မရတယ်ဒါပေမဲ့လမ်းကြားတဲ့ဟိုဝင်ပြီးပြန်သွားဖရာကျေးဇူးပဲအဲ့ဒီကားကိုကြော်သွားရင်ဟိုရှိတာပါရိုက်တဲ့အဖွဲ့ကစောင့်အဲ့ဒီကားလှုပ်လိုက်တာနဲ့ပဲကျွန်တော်လမ်းကြားတဲ့ရောက်သွားတယ်အာမင်အဲ့ဒီအဖွဲ့ကစောင့်တာတိတ်ကြသွားပြီးစံဖို့မလားနာရမ်းကြတော့ကျန်းစာတင်တဲ့အိမ်သားသွားကြည့်တော့ပြီးသွားပြီပြန်သွားပြီရက်ွက်ထဲမှာတင်တာလေးရက်ွက်နာမည်မပြောပါဘူးပြောရင်သိကုန်မှာစေကိုတွေ့မဲ့လူရှိရင်လည်းသူ့သိက္ခာကိုဆက်ရတယ်လေအဲ့ဒါနဲ့ဖြစ်ဦးလည်းပြန်သွားပြီလေကျန်းစာတင်ပြီးတော့ဒါနဲ့အဲ့ဒီရိုက်တဲ့အထက်ကတယောက်ကစဉ်းစားငါတို့ဘာလို့ရိုက်ပါလဲသူကဆဲတာလည်းမကျန်းစာတင်တာပဲလေဘာရိုက်เสียလို့ငါတို့တင်တော်လေဘာလို့များလို့ခိုင်းတယ်ဘာလို့ခိုင်းလဲဆိုငါတို့အတင်းသားအိမ်မှာလာတင်လို့သူ့အတင်းသားလည်းခေါ်တာကိုခေါ်တော့သွားတင်တာပေါ့ခေါ်တော့သွားတင်တာကျွန်တော်ကလေခမည်းကိုဘယ်အတင်းတော်ရဲ့လူလို့မှမမြင်ဘူးမှတ်ထားခမည်းကိုကျွန်တော်ဖရာသခင်လူလို့ပဲမြင်တယ်အာမင်ဟာလေလုယာတင့်ကိုဖရာသခင်လူလို့ပဲမြင်ပြီးကျွန်တော်ဆက်ဆံတယ်ခမည်းဘယ်အတင်းတော်ဖြစ်ဖြစ်ကျွန်တော်နားလေသင်ဟာဖရာသခင်လူဖြစ်တယ်ဖရာသခင်ရဲ့လူဆိုကျွန်တော်အားလုံးပေါင်းတယ်ဒါပဲဖရာသခင်လူမဟုတ်ရင်လုံးဝမပေါင်းဒါပဲစတင်ကိုဘယ်လိုနားလေရမလဲဖရာသခင်လူသင်ဘယ်ခိုင်းကနာရဲ့လူမှမဟုတ်ဖရာသခင်ရဲ့လူအဲ့ဒါကိုနားလေရဒါနဲ့အဲ့ဒီကောင်လေးကစဉ်းစားဘာသင်လို့အဲ့လိုငါတို့ကိုလှုပ်ခိုင်းတာလဲတွန်းနာထောင်ကြည့်ဘိန်းစားမွေးစီဝါသမားအလီကောင်နောက်နေ့ကျသူတင်တန်းလာတက်တယ်အဲ့ဒီအိမ်မှာလေနောက်နေ့ကျတင်တန်းလာတက်ဘာတင်လဲနားထောင်သူပဲနားလဲမလဲသူနားမလဲဒီတောင်ဝိုင်းပဲထိုင်ကျွန်တော်လည်းရိုက်တဲ့ထဲမှာသူပါတယ်ဆိုသိဘူးဒီတိုင်းထိုင်လာတော့ကျွန်တော်လည်းတင်တော့ဘိန်းစားဆိုတော့သူဘာစိတ်မစားဘူးလားနားထောင်ပြီးပြန်သွားနောက်နေ့တင်ပြန်လာနားထောင်ကျန်းစာတင်နေသူလည်းမလန်တတ်ပါဘူးကျန်းစာကိုဒီလိုပဲနားထောင်တယ်အဲ့ဒီအိမ်မှာ9ရက်တင်
နောက်ပိုင်း3ရက်လောက်သူပြီးတယ်အဲ့3ရက်နားထောင်ကျွန်တော်ထင်တယ်သူနားမလဲပါဘူးနောက်တနေ့ကနေနေတာဖျားเจ้าရောက်လာတယ်သူဖျားเจ้าမှလည်းလာနားထောင်ပြီးပြန်သွားအော်စရာကောင်းတာလေဘာမှတော့သူနားမလဲဘူးဒါပေမဲ့အော်စရာကောင်းတာ right place နှုတ်ကပတ်တော်ရှိတဲ့နေရာမှာတန်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်ဘာမှတော့နားမလဲဘူးနော်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်သူ့စီမှာအလုပ်လုပ်ဘာဖြစ်တာလဲမူရစီဝါချဖို့မေ့တော့ကျွန်တော်စုမတောင်းပေးဘူးသူကျွန်တော်မစုမတောင်းပေးတာကျွန်တော်ကျမ်းစာပဲသင်တာတဲ့ယောဂရှိတဲ့လူလာစုတောင်းပေးအယတမလာစုတောင်းပေးတောင်းပြီးတော့တယောက်မှမတောင်းပေးဘူးကျွန်တော်ကျမ်းစာပဲသင်တာကျွန်တော်တင်တာပဲတည်နေသူဘူးစီဝမ်းချနဘာဖို့ပြတ်တော့တူများမင်းဘယ်လိုလုပ်ဖို့ပြတ်တိဘူးတဲ့ငါလည်းမှတင်တာပြတ်တာအဲ့ဒီစရာစုတောင်းပေးလားမတောင်းပေးဘူးဟဲ့မတောင်းပေးဘူးပြတ်တိဘူးတဲ့သူလည်းမတိဘူးလေကျွန်တော်လည်းတောင်းမှမတောင်းပေးတာဒါကြောင့်နှုတ်ဘတ်တော်ရှိတဲ့နေရာကိုသင်သွားတန်ရှင်းသောဝိညာဉ်ကသူ့အတူအလုံးလုံးတယ်အာမင်ဒီပုံမှာလက်မတင်ပေမဲ့သင်ဟာ right place တန်ရှင်းသောဝိညာဉ်တော်အလုံးလုံးတဲ့နေရာကိုသင်ရောက်နေသင်အသက်ကသူ့အတူထူချပါတယ်အာမင်ဒါကိုနားလေစေခြင်းနဲ့ချက်တော်ကြီးကိုသူပြတ်သွားရောသူများတွေကလည်းအော်ပြီးတော့ဆက်စံတော့ခေါ်ပြီးချက်တာတင်နဘဖို့ပြတ်တယ်ဘယ်ပြစေမလာခေါ်ရောမြစ်ကြီးနားမှာဘယ်ပြစေဦးရှိတယ်လာခေါ်တယ်လာတင်ပေးဘူးကျွန်တော်သွားတင်ပေးတယ်အဲ့မှာအဲ့ဘိစားပြရတယ်ဘိပြပြရောက်တိုက်တယ်လေနားမလဲဘူးဒါပေမဲ့သူဘာဖြစ်သလားသူပြောတယ်တဲ့အဲ့လိုလာသူဘယ်သူမှလည်းနှုတ်ဆက်ဘူးကျွန်တော်ဖေးကြောင်းလေအဲ့ကျိုအရန်ညက်အဲ့ကျိုညက်ချစ်ချင်လည်းနှုတ်ဆက်ဘူးသူများလည်းနှုတ်ဆက်ဘူးရုပ်ရှင်လိုပဲကိုယ့်ကိုယ်လာလွတ်တဲ့ခုံတွေဝင်ထိုင်နားထောင်ရှေ့လူမအေးရောက်လာတဲ့ကိုယ့်ကိုပြန်တရားလူလည်းနှုတ်ဆက်အဲ့ကျိုလည်းမရှိမနေပြောရတယ်အဲ့ကျိုလို့သူတို့ကလည်းကျွန်တော်နဲ့တူတယ်ကျွန်တော်လည်းမတူတတ်ကျွန်တော်နဲ့ကူသွားတာဖို့သူများဆိုအရင်ကျူတတ်တယ်နော်ဟာဒီကောင်းလားဘလို့လဲတချို့ဆို over ကျူတာ over တော့ဖြစ်သွားမဟုတ်လားဘလို့လဲတမင်းမပါဘူးလားဘယ်နဲ့အပြိုကြီးရလဲ over ဖြစ်တာကျူတာ over ဖြစ်တယ်သိလားအဲ့ဒါအတူတီတိုင်းတိုက်ရင်းနဲ့လေပြောတယ်လာတာပြောတရက်ကြကျွန်တော်လာပြောဆရာဖျားကြောင့်နည်းနည်းမှောင်နေစစ်တော့ပါလားစစ်တော့ရင်လင်းနေဆိုတာငါသိတာပေါ့ဒါမဲ့စေဖို့တဲ့ဒုက္ခကိုစေကြီးတုတ်တယ်လောလောဆယ်ပိုက်ဆံမရှိသူဘာပြောလဲကျွန်တော်ကစေတုတ်တယ်အလကားတုတ်ပြီသူတုတ်တယ်မင်းတုတ်တယ်ရင်လေစေးဝယ်စည်းကြီးတယ်မတုတ်ဒီတိုင်းရှိဖို့တုတ်သူဘာပြောလဲဆရာတဘောတူရင်ကျွန်တော်ကသူများအိမ်မှာစေးလိုက်တယ်စေးအပူရှိတယ်အဲ့ဒီအယောင်ကိုဆရာကြိုက်ကျွန်တော်အလကားတုတ်ဒီအယောင်ထက်အလုံးကကောင်းပြီးသားပဲဘာတော့ဆိုတော့နေတော့ချင်လာတော့လိုက်ပေါ့ခါတဲ့ပုံးနေပါလေယူလာပြီးတော့ဆေးပါလေအလုံးတုတ်ပြီးလိုက်တာဖျားကြောင်ကအသစ်လို့ဖြစ်သွားအောင်ဟာလေလုယာအာမင်ချစ်တော်ညီကိုမောင်